တချိန်ကချမ်းသာတဲ့မိန်းကလေးဖြစ်ခဲ့မှုတဲ့ Liv ဟာအခုတော့ဆေးဖိုးတွေဆက်ဖို့အတွက်လက်သမားတယောက်လိုရုန်းကန်နေရရှာတယ်။သူမကယောက်ျားကြီးမကြီးတွေတောင်မလုပ်နိုင်တဲ့ပင်ပန်းတဲ့အလုပ်တွေကိုလုပ်နေတာပါတရက်တော့ Josh ကပစ္စည်းတွေလိုက်ပို့ရင်းနဲ့ပျောက်ဆုံးနေတဲ့ Liv ကိုတိုက်ဆိုင်တွေ့သွားခဲ့တယ်။အဲ့ဒီအချိန်မှာ Liv ရဲ့ပုံစံကမျောလင့်ချက်ကင်းမဲ့နေတဲ့ပုံစံမျိုးဖြစ်နေတာမို့မြင်ရတာတကယ်ကိုရင်ကွဲမတတ်ပါပဲ။ Josh ကသူမကိုသူနဲ့အတူပြန်လိုက်ခဲ့ဖို့အတင်းခေါ်ပေမဲ့ Liv ကငင်းဆန်ခဲ့တယ်ဒါနဲ့Josh လည်းအခြေအနေမှန်ကိုသိရအောင် Liv ရဲ့အကျွေးရှင်တွေစီသွားခဲ့ပြီးအကျွေးတွေကိုသူကိုယ်တိုင်ဆက်ပေးမယ်လို့ကမ်းလှမ်းခဲ့တယ်။အဲ့ဒီခါကျမှအကျွေးရှင်က Liv ဟာတခါကကိုတက်တေဖို့အထိစူးစမ်းခဲ့ပြီးအချိန်မီကယ်တင်နိုင်ခဲ့တာလို့ပြောပြပါတယ်။ Josh အတော်လေးတုံ့လောက်သွားခဲ့ရတယ်။အဲ့ဒီအကျွေးရှင်က Liv နောက်တစ်ချိန်မိမိကိုထိခိုက်အောင်မလုပ်နိုင်ဖို့အတွက်သူ့ဇနီးကိုပါ Liv နဲ့အခန်းထဲမှာအတူအိတ်ခိုင်းပြီးစောင့်ရှောက်ပေးခဲ့တာပါ။ဒါအပြင်စိတ်ကြံရတွေကိုမေ့ပြောင်းနိုင်အောင် Liv ကိုအလုပ်တွေအများကြီးလုပ်ခိုင်းထားခဲ့တာဖြစ်ပါတယ်။နှစ်အတော်ကြာတိတ်တခိုးချစ်နေခဲ့ရတဲ့မိန်းကလေးကိုဒီလိုအခြေအနေနဲ့မြင်လိုက်ရတော့ Josh တယောက် Liv အပေါ်ပိုပြီးတန်ရောစင်ကြီးသွားခဲ့တယ်။ဒါကြောင့်သူလဲဒီမှာပဲနေပြီး Liv ရဲ့လေယာအလုပ်တွေကိုကူညီပေးဖို့ဆုံးဖြတ်လိုက်တဲ့တစ်ဖက်မှာလည်း Edward ဟာ Liv ရဲ့အမစီသွားခဲ့တယ်ဆိုတဲ့နေရာကိုရောက်လာခဲ့တယ်။သူကအနီးနားက CCTV မှတ်တမ်းတွေကိုစစ်ဆေးကြည့်တဲ့အခါLiv ကရထားပူတာယုံကိုသွားခဲ့မှန်းသိလိုက်ရတယ်။ Edward ဟာ Liv ရဲ့တပ်ပုံကိုကင်ပြီးပတ်ဝန်းကျင်ကလူတွေကိုလိုက်မေးခဲ့ပေမဲ့မထူးခြားခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲ Liv ဖုန်းမပိတ်ခင်ကသူ့စီပို့ထားဘူးတဲ့တပ်ပုံတစ်ပုံကိုရုတ်တရက်တတိယသွားပြီးသူ့ရဲ့လက်ထောက်ကို Liv ဖုန်းရဲ့နောက်ဆုံးကီမီယာကိုခြေရခံခိုင်းလိုက်တယ်။ Edward ဟာရုံးခန်းကိုပြန်ရောက်တဲ့အခါသူနဲ့ Liv တွဲရိုက်ထားတဲ့တပ်ပုံကိုကြည့်ရင်အတွေ့ကဘာနဲ့နင်းမျောနေတုန်းလက်ထောက်စီကနေဖုန်းတင်နေရတဲ့အချက်လက်ရောက်လာခဲ့တယ်။ Edward လည်းအချိန်မဆွဲပဲ Liv ကိုရှာဖို့ကားနဲ့ချက်ချင်းထွက်လာခဲ့ပါတော့တယ်။ Liv ကတော့ George သူမအတွက်နဲ့အချိန်တွေအကုန်ပေးပြီးကူညီနေတာကိုမြင်တော့အားနာပြီး George ကိုဝင်ထုတ်ဝင်ပို့မဖြစ်စေချင်တော့ဘူး။ဒါကြောင့်သူမလည်း George နဲ့အတူပြန်လိုက်ဖို့ဆုံးဖြတ်လိုက်ပြီးသူမကိုစောင့်ရှောက်ပေးခဲ့တဲ့လင်းများနှစ်ယောက်ကိုနှုတ်ဆက်ခဲ့တယ်မထွက်ခွာခင်မှာအိမ်ရှင်မျိုးသားက Liv ကိုလှုပ်အားခတွေရှင်းပေးခဲ့ပြီး Liv ကဒီအတော်အတွင်းစောင့်ရှောက်ပေးခဲ့တာတွေအတွက်အထူးပဲကျေးဇူးတင်ကြောင်းပြောခဲ့ပြီးသူတို့ပြန်လာတဲ့လမ်းခရီးမှာ Edward နဲ့လမ်းမှာဆုံကြပါတယ်။ကားထဲမှာ Liv ပါလာတာကို Edward မြင်သွားပြီး Liv ကိုအကုန်နင်းပြီး George ရဲ့ကားရှိမှာ brake ကိုစောင့်နှင်းပြီးကန့်လန့်ဖြတ်ပေးလိုက်တယ်။ Edward ဟာကားတကားကိုဆွဲဖွင့်ပြီး Liv ကိုကားပေါ်ကနေဆွဲချလိုက်တယ်ပြီးတော့စိတ်လှုပ်ရှားစွာနဲ့မင်းဘာလို့ငါဖုန်းတွေကိုမကင်တာလဲလို့မေးတဲ့အခါ Liv ကအေးဆက်ဆက်လေးတန်းနဲ့ပဲဒါရှင်နဲ့ဘာဆိုင်လဲလို့ပြန်ပြောပြီးကားပေါ်ပြန်တက်ကထွက်ခွာသွားခဲ့တယ်။ Edward တယောက်ငေးမှိုင်ပြီးကြံခဲ့ရှာတဲ့ Liv ကမိသားစုနဲ့မျက်နှာချင်းမဆိုင်ချင်သေးတာမို့ George ကသူမကိုသူမရဲ့အမအိမ်မှာပဲတဲခိုဖို့စီစဉ်ပေးခဲ့တယ်။နောက်ရက်မှာတော့ George ကသူ့ရဲ့တစ်သားပရိဘောကလုပ်ငန်းမှာ Liv အတွက်အလုပ်တစ်ခုရှာပေးခဲ့တဲ့ Edward ဟာ Liv အိမ်ပြန်မရောက်သေးဘူးဆိုတာတိလိုက်တော့ George စီသွားပြီး Liv ပဲရောက်နေလဲဘာလို့အိမ်မပြန်လာလဲလို့လိုက်လံမေးမြန်းတာပေါ့ George ကအလုပ်ရုံလိပ်စာကိုပေးလိုက်ပြီးကိုယ်တိုင်ပဲသွားကြည့်ဖို့ပြောလိုက်တယ်။ Edward အလုပ်ရုံကိုရောက်သွားတဲ့အခါခံစားချက်မဲ့ပြီးပင်ပန်းနွမ်းနယ်နေတဲ့ Liv ကိုတွေ့လိုက်ရတဲ့သူက Liv အတွက်အလုပ်ကန်ရှာဖွေပေးထားတဲ့စာရွက်စာတမ်းတွေကိုကမ်းပေးခဲ့ပေမဲ့ Liv ကစာရွက်ကိုယူပြီးကျမတို့နောက်ခါပြန်မဆုံကြည့်လို့မျက်နှာသေးနဲ့ပြောပြီးထွက်သွားခဲ့တယ်။ဒီပုံစံကိုကြည့်ပြီး Edward ရဲ့မျက်ဝန်းတွေထဲမှာတနာကယူနာတွေအပြည့်ဖြစ်နေခဲ့တာပေါ်အဲ့ဒီအချိန်မှာပဲကုမ္ပဏီတူဥက္ကဋ္ဌက Liv ရဲ့မွေးစားဖခင်ကိုကုမ္ပဏီစီခေါ်ယူပြီးကျေးဇူးတင်စကားပြောခဲ့တယ်။လွန်ခဲ့တဲ့နှစ်အတော်ကြာကသူတို့သမီးလေးစွန့်ပစ်ခံခဲ့ရတဲ့နေရာကိုစုံစမ်းသိရှိခဲ့ရပြီးအကယ်၍သာမွေးစားဖခင်ကကဲမတင်ခဲ့ရင်သူတို့သမီးကလွန်ခဲ့တဲ့အချိန်ကလေးကတေးဆုံးသွားလောက်ပြီးမှုသူတို့အနေနဲ့မွေးစားဖခင်အပေါ်ဘာအပြစ်မှယူမှာမဟုတ်တော့ဘဲ Liv ကိုစိတ်သက်သာရအောင်ကောင်းကောင်းမွန်မွန်ဖြောင်းဖြပေးဖို့တောင်းဆိုကြတယ်။ဒါပေမဲ့မွေးစားဖခင်က Liv ပျောက်ဆုံးနေတာကြာပြီလို့ပြောပြလိုက်တယ်။အဲ့ဒီနောက်မွေးစားဖခင်ဟာကုမ္ပဏီကနေထွက်လာပြီးလမ်းမှာတင်ရုတ်တရက်တတိလေးလဲကျသွားခဲ့တယ်။ဒါကို Edward ကမြင်သွားပြီးဆေးရုံကိုပို့ပေးခဲ့တယ်။ဆရာဝန်ကမွေးစားဖခင်ကိုတကူလုံးအသေးစိတ်စစ်ဆေးမှုတွေလုပ်ဖို့ပြောပေမဲ့မွေးစားဖခင်ကဆရာဝန်ရဲ့စကားကိုနားမထောင်ပဲဆေးရုံကနေဆင်းပြီးရဲစခန်းစီအပြေးလွှားသွားခဲ့တယ်။သူကရဲစခန်းမှာမကြသေးခင်ကတေးဆုံးသွားတဲ့အမျိုးသမီးငယ်တွေရှိမရှိလိုက်လံစုံစမ်းနေကြတာပါပင်ပန်းနွမ်းနယ်နေတဲ့မွေးစားဖခင်ရဲ့တနာစရာပုံစံကိုကြည့်ပြီး Edward လည်းဆက်ပြီးမကြည့်ရတော့တာကြောင့်တောင်းရှိကိုတက်သွားပြီး Liv အလုပ်လုပ်နေတဲ့အလုပ်ရုံလိပ်စာကိုပြောပြလိုက်တယ်။ Liv အဆင်ပြေရှိနေတာမို့စိတ်မပူဖို့နှစ်သိမ့်ပေးခဲ့တယ်။ဒီသတင်းကိုကြားရပြီးနောက်မွေးစားဖခင်ဟာသမီးကိုရှာဖို့ထွက်လာခဲ့ပြီးအလုပ်ရုံကနေအပြင်ကိုလှမ်းထွက်လာတဲ့ Liv နဲ့မျက်နှာချင်းဆိုင်ဆုံတွေ့သွားကြပါတယ်။